ချို့ကပြောတယ်ဒီအလုပ်ကအရင်နီးဒီလောက်လိုတယ်ကျွန်တော်တို့မှအဲ့လောက်ရင်းနေမရှိဘူးလုပ်လို့ရလားမဟာဗျူဟာရှိရင်လုပ်လို့ရအခါတော့ဘန်တပန်ရှိတယ်အဲ့ဘန်တပန်တရုတ်မာကြီးတယောက်ကပတ်စံလာအပ်တယ်ဒေါ်လာ3သိန်းဆိုတော့ဘန်တရီကတရုတ်မာကြီးကိုကြည့်စုပ်တိစုပ်ပြက်ဟင်းတရုတ်မာကြီးနစ်ပုံကြီးရတာစုပ်တိစုပ်ပြက်နင်းဒီဒေါ်လာ3သိန်းဘယ်ရရတာလဲအဲ့ဒါငါမင်းညာကာစီနိုလောင်းမိရတာနင်းပုံကြီးရတာစုပ်တိစုပ်ပြက်နဲ့နင်းကာစီလောင်းကစားလုပ်တတ်တာငါမယုံဘူးတရုတ်မာကြီးကဒေါသထွက်အဲ့ဘန်တရီနင်းအပေါ်တွေမပြောနဲ့ငါလောင်းကစားလုပ်တတ်တာနင်းမယုံဘူးဆိုရင်နင်းနဲ့ငါနဲ့လောင်းမလားနင်းနဲ့စိတ်ဝင်စားသွားတယ်ဘန်တရီအေးဘာကြီးလောင်းပါလဲအေးဘန်တရီတေချာနားထောင်နင်းရဲ့တင်ပါမှာတင်ပါဆိုတော့ယင်ကြီးအောင်ပြောတာပေါ့ဗျာခင်းခင်းမင်းမင်းဆိုဖင်ပေါ့နင်းရဲ့ဖင်မှာတက်တူးတစ်ခုရှိကိုရှိရအဲ့လိုပြောတော့ဘန်တရီကသူ့ဖေသူပြန်ဆန်းပြောမှနင်းဘာတွေလာပြောနေတာငါဖင်မှာဘာတက်တူးမှမရှိဘန်တရီနင်းအပေါ်တွေမပြောနဲ့နင်းကသူရှိမရှိနောက်တနေ့မနေ့ရောက်ရင်ငါနင်းစီကိုပြန်လာမယ်အတိတ်တွေတယောက်နဲ့အတူအဲ့ဒီအချိန်မှာနင်းဖင်မှာတက်တူးရှိကိုရှိရဒေါ်လာ1000ကြီးလောက်မလားဟာဒေါ်လာ1000ဆိုတာသိန်း100ကျော်လားဘန်တရီစိတ်ဝင်စားတယ်ဘာဖြစ်လို့ဆိုလူဆိုတာကိုဖေအကြောင်းကိုငါဖေမှာတက်တိုးမရှိတာငါအသိဆုံးပဲဒါပေမဲ့ condition ဆိုတာပါတယ် business မှာတယောက်မှကြီးကအခုပြောတာမဟုတ်သိလားမသိမနဲ့ပြန်မနဲ့ဖြစ်တဲ့အတွက်ဒီဖေမှာတက်တိုးမရှိတဲ့ကိစ္စကနောက်တစ်ရက်ကြံနေတညပေါ့ဆိုတော့ဒီတညတော့ကိုဖင်ကိုထိမ့်သိမ်းရလိမ့်မယ်အဲ့တော့ဒီတညသူ့ဖင်လန်မင်းတက်တိုးလာတော့ဘယ်လိုလုပ်မလို့ဖေတော့တညထိမ့်သိမ်းနိုင်တယ်ဒေါ်လာ1000ရမှာလောင်းတယ်မန္တလေးကတညလုံးမအိပ်ဘူးတောက်လျှောက်အတရက်ဈဉ္ဉံလျှောက်ဘာဖြစ်လို့ဆိုသူအိတ်လာရင်ဖေကိုတက်တိုးထုတ်ကန်ထိမှာဆိုတော့မလဲမိုးလဲတဲ့ရောက်တော့အောက်ပြီငါဖေဘယ်သူမှမလာနိုင်ဘူးရုံးမရရောက်လာသူလူတယောက်နဲ့ကဲဘန်တထိ